တခါတော့ကရန်ကုန်မြို့ရဲ့စင်ကြေဘုံအရက်မှာနှစ်ပေါင်းများစွာလူသူအရောက်ပေါက်နေတဲ့အိမ်အိုကြီးတစ်လုံးရှိတယ်။အဲ့ဒီအိမ်ကြီးဟာတစ်ပင်တွေနဲ့နွယ်ပင်တွေဖုံးလွှမ်းနေပြီးညဘက်ရောက်ရင်လေတိုးတန်တွေကတစီညီးတန်လိုထွက်လေရှိတယ်။တညမှာတော့ကိုမင်းသူဆိုတဲ့လူငယ်တစ်ယောက်ဟာတငယ်ချင်းတွေနဲ့စကားများပြီးအိမ်ပြန်နောက်ကျသွားတယ်။လမ်းမှာဘယ်လိုသွားမှန်းမသိတော့ပဲမောင်မဲနေတဲ့လမ်းသွယ်တစ်ခုတည်းကိုရောက်သွားတယ်။အဲ့ဒီအချိန်မှာလာရောင်အောင်မှာထီးထီးကြီးရက်နေတဲ့အိမ်အိုကြီးကိုသူတွေ့လိုက်ရတယ်။မိုးကလည်းတဖြည်းဖြည်းရွာလာတော့ကိုမင်းသူဟာမလွဲမရှောင်သာအဲ့ဒီအိမ်ကြီးတဲကိုခဏဝင်ကိုဖို့ဆုံးဖြတ်လိုက်တယ်။တကားဟောင်းကြီးကိုတွန်းဖွင့်လိုက်တာနဲ့တကြွကြွမိတဲ့နဲ့အတူအိမ်ထဲကိုသူရောက်သွားတယ်။အိမ်ထဲမှာလေတူးကဆို့စိမ့်ပြီးအသက်ရှူရခက်တယ်လို့ခံစားနေရတယ်။ပင့်ကူအိမ်တွေဖုံတွေတထူထူတက်နေတဲ့ပရိဘောကအဟောင်းတွေကိုသူတွေးလိုက်ရတယ်။ခဏကြာမှအပေါ်တက်ကနေခြေတံလိုတိုးသေးကြားလိုက်ရတယ်။ကိုမင်းသူကြောက်လန့်တကြားနဲ့နားဆွနေပေမဲ့ဘာအတန်မှထက်မကြားရတော့ဘူး။ဒါပေမဲ့သူဟာတယောက်တည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်ကသူ့ရင်ထဲမှာဆွဲနေတယ်။မိချစ်ဆန်လေးတစ်လုံးထုံပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့နေရံမှာသပင်ရှည်တွေနဲ့မျက်လုံးပြူးကြီးတွေရှိတဲ့မိန်းမတစ်ယောက်ရဲ့ပုံတူပကြီးကားကြီးကိုတွေ့လိုက်ရတယ်။ပုံထဲကမိန်းမရဲ့မျက်လုံးတွေဟာသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားရလို့ကိုမင်းသူလက်ပြီးမျက်နှာလွှဲလိုက်တယ်။ထို့အချိန်မှာပဲတကားဝစီကလေတိုးတန်မဟုတ်ပဲတိုးညီးတန်ကိုသူကြားလိုက်ရတယ်။ငါ့ကိုလှုပ်ဆိုတဲ့အတန်သူ့ရဲ့ကြောကိုစိတ်သွားတယ်။သူလှည့်ကြည့်လိုက်တော့မှောင်မဲနေတဲ့တကားဝမှာအရိပ်တစ်ခုရွေရှားနေတာကိုသူတွေ့လိုက်ရတယ်။ကြောက်လန့်တကြားနဲ့ကိုမင်းသူဟာအိမ်အပြင်ကိုထွက်ပြေးဖို့စူးစမ်းပေမဲ့ခြေထောက်တွေကလှုပ်မရပဲအေးဆက်တဲ့ကျန်းတဲ့လက်တစုံကသူ့ရဲ့ပခုံးကိုလာကင်လိုက်တယ်။သူလှည့်ကြည့်လိုက်တဲ့အခါမှာတော့သပင်ရှည်တွေနဲ့မျက်လုံးပြူးကြီးတွေရှိတဲ့မိန်းမဟာသူ့ရဲ့ရှေ့မှာရက်နေတယ်။သူမရဲ့မျက်နှာကဖြူဖြော့နေပြီးမျက်လုံးတွေထဲမှာနာကျင်မှုနဲ့ဝမ်းနည်းမှုတွေပြည့်နေတယ်။သူမရဲ့နှာခမ်းကတိုးလေးလှုပ်နေပြီးငါ့ကိုလှုပ်ဆိုတဲ့အတန်ကိုထက်ကြားလိုက်ရတယ်။ကိုမင်းသူဟာကြောက်လန့်လွန်းအော်ဖို့တောင်မေ့သွားတယ်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီးဘာမှမလုပ်နိုင်တော့ဘူး။နောက်ဆုံးသူမှတ်မိတာကတော့အေးဆက်တဲ့လက်တွေကသူ့ကိုဆွဲခေါ်သွားတာပါပဲ။တနေ့မှာတော့ကိုမင်းသူဟာအလုတ်ကနေအိမ်ပြန်လာရင်လမ်းဘေးမှာသတင်းစာဟောင်းတစ်စောင်ကိုတွေ့လိုက်တယ်။စိတ်ဝင်တစားနဲ့ကောက်ဖက်ကြည့်လိုက်တော့မျက်နှာဖုံးမှပါနေတဲ့ဓာတ်ပုံတစ်ခုကြောင့်သူ့ရဲ့ခြေထောက်တွေတုန်ရင်သွားတယ်။အဲ့ဒီဓာတ်ပုံထဲမှာပါနေတာကလွန်ခဲ့တဲ့ညကသူ့အိမ်အိုကြီးထဲမှာတွေ့ခဲ့တဲ့သပင်ရှည်နဲ့မျက်လုံးပြူးမိန်းမရဲ့ပုံတူပကြီးကားပဲ။သတင်းစာထဲမှာရေးထားတဲ့ဆောင်းပါးကိုသူအသေးအံဖတ်ကြည့်လိုက်တယ်။အဲ့ဒီဆောင်းပါးထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကအဲ့ဒီအိမ်မှာဖြစ်ပွားခဲ့တဲ့ခြေကွဲပွဲရာအကြောင်းအရာတစ်ခုကိုဖော်ပြခဲ့တယ်။မမျက်လေးဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာသူမရဲ့ခင်မွန်းတဲ့ရဲ့ရက်စက်မှုတွေကိုခံစားခဲ့ရပြီးအဲ့ဒီအိမ်ထဲမှာပဲအသက်ခံခဲ့ရတာလို့ဆိုတယ်။သူမရဲ့ဝိညာဉ်ဟာအဲ့ဒီအိမ်ထဲမှာလှည့်ပတ်နေပြီးသူမကိုကူညီမဲ့သူကိုစောင့်နေတယ်လို့လည်းရေးထားတယ်။ကိုမင်းသူဟာသတင်းစာကိုတင်းတင်းဆုပ်ကင်ထားရင်ခေါင်းထဲမှာအတွေးတွေရှုပ်ထွေးကုန်တယ်။ညကသူကြားခဲ့တဲ့ငါ့ကိုလှုပ်ဆိုတဲ့အတန်ဟာမက်မြက်လေးရဲ့အတန်ဖြစ်နိုင်တယ်လို့သူတွေးမိတယ်။သူမရဲ့ဝိညာဉ်ဟာသူ့ကိုအကူအညီတောင်းနေတာဖြစ်နိုင်တယ်။အဲ့ဒီညမှာပဲကိုမင်းသူဟာအိတ်မပြောနိုင်တော့ဘူး။မက်မြက်လေးအတွက်သူဘာများလုပ်ပေးနိုင်မလဲဆိုတာကိုသူစဉ်းစားနေတယ်။
နောက်ဆုံးမှာသူဟာအန်ရရှိမှန်းသိပေမဲ့အိမ်အိုကြီးကိုပြန်သွားပြီးမက်မြက်လေးရဲ့ဝိညာဉ်ကိုကူညီဖို့အဆုံးဖြတ်လိုက်တယ်။နောက်တစ်ညမှာကိုမင်းသူဟာလက်နှိပ်တက်မီးလေးတစ်ခုနဲ့အိမ်အိုကြီးစီကိုပြန်သွားခဲ့တယ်။အိမ်ထဲကိုရောက်တော့အရင်တစ်ခေါက်လိုပဲအေးဆက်ပြီးတိတ်ဆိတ်နေတယ်။သူဖြည်းဖြည်းချင်းအပေါ်ဓာတ်ကိုတက်သွားပြီးပုံတူပကြီးကားရှိတဲ့အခန်းကိုရှာဖွေလိုက်တယ်။အခန်းထဲကိုရောက်တော့ပုံတူပကြီးကားဟာအရင်နေရာမှာမရှိတော့ဘူး။ကိုမင်းသူလန့်သွားပြီးပတ်ဝန်းကျင်ကိုလိုက်ကြည့်နေတော့မှနောက်ကနေအေးဆက်တဲ့လေနွေးငွေ့တစ်ခုသူ့ရဲ့လေပင်ကိုလာထိသွားတယ်။မင်းကားကိုကူညီနိုင်မလားဆိုတဲ့တိုးညင်တဲ့အတန်ကိုသူကြားလိုက်ရတယ်။ကိုမင်းသူဟာကြောက်ပင်မဲ့တက်တီကိုပြီးလှည့်ကြည့်လိုက်တယ်။သူ့ရဲ့နောက်မှာမက်မြက်လေးရဲ့ဝိညာဉ်ဟာမျက်ရည်တွေနဲ့ပြည့်နေတဲ့မျက်လုံးတွေနဲ့ရက်နေတယ်။သူမရဲ့မျက်နှာအရင်ကထက်ပိုပြီးကြည်လင်နေတယ်။ကိုမင်းသူဟာသူမကိုဘာပြောရမှန်းတော့မသိဘူး။သူကြောက်လန့်တကြားနဲ့ကျွန်တော်ဘာလုပ်ပေးရမလဲလို့တုံတုံရင်ရင်နဲ့မေးလိုက်တယ်။မက်မြက်လေးရဲ့ဝိညာဉ်ကတိုးတိုးလေးပြန်ပြောတယ်။ငါရဲ့အယိုးပြာတွေကိုရှာပေးပြီးတော့ငါ့ကိုငိမ့်ချမ်းရာကိုပို့ဆောင်ပေးပါ။ကိုမင်းသူဟာသူမရဲ့စကားကိုနားလည်လိုက်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူမဟာရက်ဆက်တက်ခင်မွန်းတဲ့ရဲ့လက်ချက်နဲ့တေဆုံးခဲ့ရပြီးသူမရဲ့ခန္ဓာကိုယ်ကိုဘယ်မှာမြုပ်နှံထားလဲဆိုတာဘယ်သူမှမသိခဲ့ဘူး။ဒါကြောင့်သူမရဲ့ဝိညာဉ်ဟာဒီအိမ်ထဲမှာလှည့်ပတ်နေပြီးငြိမ်းချမ်းမှုမရသေးတာဖြစ်မယ်။နောက်ရက်တွေမှာကိုမင်းသူဟာမက်မြက်လေးရဲ့အယိုးပြတွေကိုရှာဖွေဖို့အိမ်အိုကြီးရဲ့ပတ်ဝန်းကျင်ကိုဆေးဆေးဆက်ဆက်လိုက်ရှာတယ်။ရက်ပေါင်းများစွာရှာဖွေပြီးတဲ့နောက်မှာတော့ခြံဝင်းထဲကတစ်ပင်အိုကြီးတစ်ပင်ရဲ့အောက်မှာလူအယိုးအချို့နဲ့သူမရဲ့နာမည်ရေးထိုးထားတဲ့လက်ဝတ်ရတနာလေးတစ်ခုကိုသူတွေ့လိုက်ရတယ်။ကိုမင်းသူဟာဝမ်းနေသွားပြီးအဲ့ဒီအယိုးပြာတွေကိုတေချာထုတ်ပိုးပြီးဘုန်းကြီးကျောင်းကိုယူသွားခဲ့တယ်။ဘုန်းကြီးရဲ့အကူအညီနဲ့သူဟာမက်မြက်လေးအတွက်အမျှဝေပြီးသူမရဲ့ဝိညာဉ်ကိုငြိမ်းချမ်းရာကိုပို့ဆောင်ပေးခဲ့တယ်။အဲ့နောက်ပိုင်းမှာတော့ကိုမင်းသူဟာအရင်လိုကြောက်လန့်နေတာမျိုးမရှိတော့ဘူး။သူ့ရဲ့အိမ်မက်ဆိုးတွေဟာလည်းပျောက်သွားပြီးစိတ်အေးချမ်းသာနဲ့ပဲနေနိုင်ခဲ့တယ်။အိမ်ဟိုကြီးစီကိုသူပြန်မသွားဖြစ်တော့ပေမဲ့အဲ့ဒီအိမ်ကြီးကိုဖျက်သွားတိုင်းမက်မြက်လေးအတွက်ဆူတောင်းပေးလေးရှိတယ်။အဲ့ဒီအိမ်ဟိုကြီးကအခုချိန်ထိရှိနေတော့မှာပဲ။ဒါပေမဲ့အရင်ကလိုကြောက်စရာကောင်းတဲ့အငွေ့သက်တွေမရှိတော့ဘူးလို့ဒေသခံတွေကပြောကြတယ်။မက်မြက်လေးရဲ့ဝိညာဉ်ဟာနောက်ဆုံးတော့ငြိမ်းချမ်းသွားခဲ့ပြီလို့သူတို့ယုံကြည်ကြတယ်။ကိုမင်းသူရဲ့ကူညီမှုကြောင့်ပေါ့။